ဆက်လက်ပြီးတော့ပဲဒါ game number 2ကိုဖြတ်တန်းကြမလဲဆိုတဲ့အနေအထားတစ်ခုတော့ dangerous grass ဗျာနော်အနေရများတဲ့ချုပ်ပုတ်လေးများချုံပုံလေးများเนาะဒီထဲမှာတော့ ambush and assassination လုပ်လို့ကောင်းတဲ့ hero တွေပြန်ပြီးထွက်လာနိုင်တယ်เนาะကဲဆိုတော့ကျွန်တော်တို့ drafting phase လေးကိုတော့ကျွန်တော် SD4 နဲ့SD14 နဲ့တူမြန်မာပြည်ကန်ပြီးလို့ခေါ်တဲ့ caster key နဲ့တွားရောက်ပြီးတော့ကျွန်တော်တင်ဆက်ပေးပါမယ်ဖြစ်ပါတယ်ဟုတ်ပါတယ်စင်တော့နော်ချိန်မှာတော့ကျွန်တော်တို့ first ban လေးတွေချက်သွားပြီးကြည့်ကြမယ် benefits ကတော့ draw လေးကိုခီးရောက်နေတယ် player တွေပါတွေကတော့ကျွန်တော်တွေးနေရပြီပေါ့နော်တစ်ဖက်ကနေလည်းကျွန်တော် evil Fanny ဘာရောက်မပေးထားဘူးခိုင်ရီစီနော် Fanny ရောင်းရဲ့နည်းနည်းလေးတောင်းချမ်းတဲ့နေထားထဲမှာတော့သွားပြီးပါတယ်ဆိုတော့ Cloud တွေဘာတွေကတော့ typical benefits ထဲမှာမြင်လာရပြီ You Sean ကတော့နော် ban တင်တာကောကျွန်တော်မုန်းနေဗျအဲ့နှခါယူမရOkay အမုန်းလုံးယူချစ်တက်သည်ဆိုတဲ့စကားလုံးတွေလည်းရှိတယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်တော့ကန်တယ်ကိုယ်တိုင်တော့ကန်တယ်တများတော့မပေးလက်ရှိတော့ evil first pick ဖြစ်သွားပြီဗျာနော်လက်ရှိ cloud တွေပါရင်မလွတ်နေဘူးအဲ့တော့လွတ်တယ်မှာ if ပါတယ်ယူလိုက်ရင်တော့ပိုကောင်းမယ်ဗျာ if နဲ့ k တာနော်ကျွန်တော်တို့ဒီရှေ့က map ဖွင့်ပြီးတော့တွားလို့ရမယ်ပိုင်းဒီ Jushin လည်းတူပါတယ်Jushin နဲ့ if နဲ့တစ်ဖက်တစ်ချက်စီပြန် trade လို့ရတယ်တပေါက်ပေါ့ဗျာပေါ့အဲ့တော့ကျွန်တော် Sunsky line ရဲ့နော် if လေးကိုပဲမြင်တွေ့ရမလားပေါ့လေဒါမှမဟုတ်လည်းပဲသူတို့အနေနဲ့ဒါ pick မှာ pick လို့ရတယ်ဆိုတဲ့ပုံစံမျိုးလေးတော့ရှိတယ်အဲ့ဒါ Jungler ကျွန်တော်တို့ EHP ဒါမှမဟုတ် goal lane လေးကိုဦးစားပေးမလားပေါ့နော် career တို့ဘာလို့ pitch နေလဲဟုတ်တယ်ဗျာနော်ကျွန်တော်ဒါပေမဲ့ဒီ session နဲ့ Garo Gacha ပဲစောင့်မယ်နေတူတယ်ဒီပွဲစဉ်အတွက်ကတော့ဒီ session if လေးတော့သူတို့ထွက်လာရင် Garo Gacha ရဲ့နောက်မှပြန်ပြီးရွှေ့နေပေါ့နော်ပို့ပြီးတေချာတဲ့ခိုင်မာတဲ့ကျွန်တော်ဒီ if လေးပေါ့ဗျာဘလို့သဘောရလဲဒါကတော့ကျွန်တော်တို့ဒီ Caster Kia on in Indonesia အပေးတဲ့ပရိသတ်တယောက်ဖြစ်တယ်ပေါ့နော်if ကြီးကိုရင်ထုတ်เสียရတော့အရင်တော့မလိုဘူးပေါ့နော်တက်ပစ်ကလောက်မှထုတ်လို့လေဒါပေမဲ့လည်းပဲသူတို့အနေနဲ့ဖုံးမပြချင်လို့လည်းပါမှာပေါ့သိရမလားအဓိကတစ်ဖက်ကနေပြီးတော့ငါတို့ if လို့သွားပြီးဟိုဘက်ကနေပြီး science အနေနဲ့ if ပစ်တော့မယ်တက်ပစ်ကြရင်ထုတ်တော့မယ်ဆိုတော့တိတာတဲ့အချက်ပဲ benefits မပါသေးဘူးဆိုတော့ draft လေးနည်းနည်းလေးမပြချင်တဲ့ပုံစံမျိုးဒီမို့နော်ကျွန်တော်ပြန်လေပြီးထွက်လာခဲ့ပြီ Kyrie ဒီမောကန်ခဲ့တဲ့ကျွန်တော်တို့ YG နဲ့ပွဲသေးမှာတော့ရန်ကြီးတော့မဖြောင်းဘူးပဲကွာဒီကွက်ကိုတော့ကျွန်တော်တို့တစ်ဖက်ကနေပြီးဒီမောဒီချိန်မှာတော့ပြန်နေပြီးတော့ပဲ Kyrie နဲ့ Chris တို့ပွဲသေးမှာတော့ပြသတော့မယ်အဲ့တော့ Uranus ပါထပ်မှတ်ပြီးတော့ pick ထားသေးတယ်ဗျာကဲနော်ကျွန်တော် Uranus ဒီ Leo Mo တွေကျွန်တော်ဒီပြန်လေပြီးတော့ကျွန်တော်ထွက်လာခဲ့တာပဲဖြစ်ပါတယ် Jushin တွေပါရတော့ကျွန်တော်ရှိနေသေးတယ်ပေါ့နော်ဒါပေမဲ့ on နှစ်ဘက်မှာဒီချိန်ကတော့ကျွန်တော် Garo Gacha ပူကြိုက်တယ်တော့မဟုတ်လေကျွန်တော် pick off ရဟိုချောင်းနေပါလေတွားလို့ရတယ်ဗျသူတို့ရဲ့ဟိုပုံမလင်းလင်းပြောရင်ဒီရတဲ့နောက်မှရွေးမလားတော့မပြောတော့ Esmeralda လေးရင်ထုတ်အရင်ဆုံးဟိုကီပိုင်းကိုရင်မေးအောင်ပါနော်ကျွန်တော်ဒီပြရင်နေတယ်သိရမလားကီပိုင်းရင်မင်းဒီခုပွဲစဉ်အတွက်မင်းလွတ်လပ်စော့ကျင်လားငါတို့ရှေ့မှာရှုံးတာတွေတော်တော်လေးတော့များနေတယ်ဒါပေမဲ့ဒီပွဲစဉ်အတွက်မင်း confident လေးတွေမင်းရဲ့ပုံမှန်တမယိုးကြသွားရမယ်အကွက်ပြတဲ့အရာလေးတွားကျင်လားတွားကျင်နေဆိုလို့ရှိရင်တော့မင်းချောင်းလေးပါလေးစော်လာအဲ့ဒါဆိုလို့ရှိရင်တော့အဆင်ပြေနိုင်တယ်အဲ့ဒီမှာ key point ပြန်ပြောရတယ်ကျွန်တော်တို့ left pick ဖြစ်တဲ့ pick ကိုပဲလိုလားတယ်ဆိုတော့ကျွန်တော် pick off ထွက်လာမယ်အနေထားလားဆိုတော့ချက်တော့ကြည့်ရမယ်ပေါ့နော်ဒါကတော့ဘာသာလောက်လိုက်တဲ့အနေထားကိုကြည့်ပြီးတော့ပဲခံမှန်းလိုက်တာဗျာသိလားအဲ့ကြောင့်လေကျွန်တော် banning phase လေးရောပြန်ပြီးတော့ရောက်ရှိလာပြီ high low store ဘာတွေကတော့ ban သွားတယ်တစ်ဖက်ကနေပြီး evil Bayhio ban လေ pick off တွေလည်း ban မလားစိတ်ဝင်စားဖို့တော့ကောင်းနေနော် high low တွေဘာတွေလည်း ban လို့ရသေးတယ်ဟော ban သွားပြီ ban ပါပဲ Garo Gacha တို့ Garo Gacha မစော့ဘူးဗျာနော်ကျွန်တော်ပုံဝင်လင်းလင်းပြောရင်ကျွန်တော်အတွင်းပြီးတဲ့ case ကတော့ Garo Gacha နောက်ဆုံးကစော့မှာသူတို့စော့မယ်ဆိုလို့ရှိရင်လက်ရှိအချိန်ကခါလီယာစော့ရင်စော့မယ်မစော့ဘူးဆိုလို့ရှိရင်သူတို့ချောင်းစော့မယ်ဒါပဲသူတို့ရွေးချယ်ထားတဲ့ pit ထဲမှာဒါပဲရှိတယ် key point ချောင်းတော့ပူကြိုက်တယ် key point ချောင်းရေးတည်ရမလား key point ချောင်းဒီက high low ပိတ်တဲ့ကိစ္စလေ Jushin မပြီးချင်လို့လည်းပါတယ်ပေါ့နော် Jushin က Hera တို့ဘာလို့လဲကြံသေး Hera Jushin တို့တည်ရမလား high low Jushin တို့ဒါရင်တော်တော်ဆိုးတွေကောင်းနေဗျ Hera လေး ban တော့မဆိုးဘူးဗျ online ဘက်ကနေပြီး Hera ထွက်လာနိုင်ပါတယ် potential တော့နည်းနည်းတော့မြင့်တယ် Hera မဟုတ်ရင်တော့ဘာရှိ ban လို့ပါလို့နော် Hera ပဲကြံဟာပါပြီနော်ကျွန်တော်ပုံမှန်စောင့်နေတာတမယိုးကြ ban လေးလေးပဲဖြစ်သွားမလားခလေးပိတ်ချောင်းယူမှာရုပ်ရှင်တယ်အကွက်တည်းကဒီပြကြီးအာဒီနေနဲ့ဒါရုပ်ရှင်လေးပဲတွေးထားတယ်ဂိုးလိမ့်ပိုင်းကိုလေသူတို့အနေနဲ့ဒီ Esmeralda ပေးရင်လည်းပေးသွားနိုင်တယ် Essential ဆော်တာတဲ့အချိန်ကြီးကိုဒီခုနောက်ပိုင်းပွဲစဉ်တွေက Carry ကိုတဲဆော့တဲ့ကိစ္စတွေမြင်တွေ့ရတယ် Sky လောက်ရန်ရောတဲဆော့မှာမဟုတ်ဘူးဒီပွဲစဉ်ကလောက်မရှိဘူးဒါပေမဲ့ Carry တော့လွတ်နေရမျိုးတွေ့ရတယ် Guinevere ဟိုတော့သူတို့ Banner List ထည့်သွားတယ်လက်ရှိအချိန်ကြီးကတော့ကျွန်တော်တင်တော့ Esmeralda ဂိုးလိမ့်သွားမယ်လို့ထင်နေဗျပြီးတော့ကျွန်တော်ချောင်းလေးပါလေးနဲ့ပြန်သွားဖို့ဗျချစ်ဟုတ်တယ် chip လေးတွေပြန်တွေးလာနေရပြီနော် chip ကတော့ဒီ flan line ပတ်တဲ့အားတွေပြီးသွားရင်တော့ကျွန်တော်တို့ဒီ lane ရှင်းတဲ့အပိုင်းတွေမှာတော့တွားပြီးတော့အားတာတယ်ဗျဒီကတော့ limit pressure ပေးလို့ရတယ်ပြီးသွား position အပေါ်နေလို့ရတယ်စိတ်ကြိုက်အဲ့မှာအဲ့လိုပုံစံမျိုးဒါမှမဟုတ်အပြောင်းနေလည်းရတယ်ဗျသူတို့ရှိမှ strategy တွေကတော့တွားပြီးတော့ရှိနေသေးတယ်ဒီကတော့ကျွန်တော်တို့ chip draft မှာပိုင်နိုင်တဲ့ရေစီးကြောင်းလေးတစ်ခုလောက်ပဲတွားပြီးတော့လိုတယ်ဗျချီစီကြောင်းကနေမြင့်တက်လာဖို့တော့ဒိုးတယ်ဗျာနော်ကျွန်တော် Evil Back ကတော့နောက်ဆုံးတော့ last 2 pick ကိုရွေးချယ်ရတော့မယ်အဲ့တော့ဒီချိန်ဒီမှာတော့ခုနကတော့Jushinနဲ့တွဲဖက်ဖို့အတွက် map ဖွင့်ဖို့အတွက်လိုအပ်တဲ့အရာတွေရှိတယ်ပေါ့နော်အဲ့တော့မာလဲမှာရမယ်ကျွန်တော်ဒီမြန်လဲမြန်ရမယ်ဒီလိုမျိုး hero မျိုးတွေမှာထဲမှာရွေးချယ်ရမယ်ခါလီ Jushin ဆိုလေရတာပဲဒါပေမဲ့လက်ရှိဖြစ်ပါမလား chip ကြီးရှိနေတဲ့အချိန်ဆိုတော့လေဒါပေမဲ့ကောင်းတော့လေကောင်းပါတယ်ခါလီဘာလို့ရွေးချယ်ဟိုကျွန်တော် Jushin ပဲတွဲသွားတယ်ဗျာ Uranus တွေပါတဲ့အချိန် Leo Mo တွေပါတဲ့အချိန်ကတော့ဒီ pick off လေးကသူတို့အတွက်ပိုကောင်းတယ်ပေါ့နော် career ပဲတွဲမှာပဲဒါပေမဲ့
မဲ့လည်းပဲကျွန်တော်တစ်ဖက်မှာ Eve တို့ပါလို့ပါနေရဆိုတော့နည်းနည်းလေးတော့ view တော့ဆက်ရမယ်ကမီးဒီလေနော် win rate အဲ့လောက်ကြီးညင်းနေတယ်မှာတော့မပါဘူး22ပွဲပိတ်ထားတယ်မှာ3%ပဲသွားပြီးတော့တွေ့နေရဆိုတော့ဟုတ်တယ် Esmeralda goal line ဖြစ်ဖို့ပဲgoal line ရသွားပြီဗျာနော်အားလုံးအနေနဲ့ last pick ကျွန်တော် Onyx ID ပြန်ပြီးရွေးချယ်လိုက်တဲ့အနေအထားတစ်ခုမှာတော့ပထမဆုံးပွဲစဉ်တစ်ပွဲကိုတသေးရနဲ့အဆုံးသတ်ထားနိုင်ခဲ့ရဆိုပေမဲ့လို့ game number 2မှာတော့ Onyx ID အနေနဲ့ clean sweep ဆိုတဲ့ပုံစံမျိုးကိုပုံဖော်သွားနိုင်မလားဒါမှမဟုတ် evil အနေနဲ့သူတို့ရဲ့ turning point လေးတစ်ခုကိုရှာဝေတွေ့ရှိသွားမလားဆိုတဲ့အရာတွေအားလုံးတော့ကျွန်တော်တို့တွေ game 2မှာကြည့်ရှုရတော့မှာဖြစ်ပါတယ်ကစားကီရဲ့ only fan လို့တော့ပြောတာပဲဗျာ prediction မှာတော့ကျွန်တော် evil တပွဲနိုင်တော့ထည့်ပေးထားပါတယ်เนาะသူတင်းသူတော့ယုံကြည်မှုတွေကဒီလိုမျိုးတော့ထားတယ်ဗျာကဲဒီပွဲနေရတော့เนาะကျွန်တော် on နေသည်နောက်ထပ် draft pick တစ်ခုဖြစ်တဲ့ shit draft နဲ့เนาะကျွန်တော်ဒါအမြင့်ဖြတ်မယ်ဆိုရင်အကွက်နဲ့တီးထုတ်လို့လာခဲ့တယ်ဗျာ knockout stage တက်လန်းဖို့အတွက်ချီလက်တလန်းချင်းစီသွားတဲ့ lanky မှာ elimination bracket ကိုရောက်ရှိနေခဲ့ပြီးတော့ game number 2ဟာ on indo အတွက်လည်းအရေးကြီးသလိုတစ်ဖက်က evil esport အတွက်လည်းအရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်တယ်ဗျာဒီပွဲစဉ်အရေးကြီးတဲ့အချိန်ဒီမှာ big thing ကဘယ်လိုပုံစံမျိုးတွေဆက်လက်ပြီးတော့ပုံဖော်သွားနိုင်မလဲဆိုတာ land of down ထဲမှာပဲကျွန်တော်တို့ကြည့်ရှုရမယ်ဗျာဟုတ်ပါတယ် on ID chitran နဲ့เนาะအမြင့်ပဲဖြတ်သွားမလားပြေးပဲထွက်သွားမလားဆိုတာတော့ကျွန်တော်တို့ကြည့်ရှုရတော့မယ်ဗျဖက်ကနေပြီးတော့နည်းနည်းလေးဇုံနဲ့ထားနေတာ map position ကိုနေနေတာတစ်ခုမှတစ်ပိုင်း overdrive လေးနဲ့တော့သွားပြီးတော့ဥဆောင်လို့တော့မရဘူးဖက်ကနေလည်းကျွန်တော် carry pattern လေးကဒီဘယ်လိုပြောမလဲချောချောမွေ့မွေ့လေးရှိနေတဲ့နေတာတစ်ခုမှာတော့မသိန်းလုံးအနေနဲ့နည်းနည်းလေး river မှာပဲအလှုပ်ခက်လေးရှိနေရဗျအားဒီက crash က overdrive တွေဘာဝင်နေသွားတော့ foul မျိုးလို့ရတယ် flare နဲ့ကင်မြောက်ထားတဲ့ G1 stand ဆိုရင်တော့မရတော့မရအောင်ချောင်းကျူးရှင်းတွဲလုံးပို့ပြီးတော့နားတယ်မာတယ်ဆိုတဲ့အရာတွေရှိတယ်ဒီက concussive blast နဲ့သွားရတဲ့ဘိုင်းတွေ3နဲ့သွားရတဲ့ဘိုင်းတွေမှာ Meiji ကိုတွဲလုံးကတော့ရှေ့က game 1လိုမျိုးအရင်ကတိတ်မတဘူးဗျာနောက်ပိုင်းကျရင်တော့ကျွန်တော် combination predicting 5တွေကိုတော့တစ်ချက်တော့သွားတော့ကြီးရမယ်ပေါ့နော်လူပီနဲ့အောက်ကနေပြီး gear နဲ့ match လဲအဲ့လောက်ကြီးတော့ကျွန်တော်တို့များများဆဆတော့ရှိမှာတော့မဟုတ်ဘူးဒီကတော့ Van Skyline လောက်ပဲကြီးရမယ် Skyline အတွက်ကတော့ risk တော့များရတယ်ဗျာနော်ဟုတ်တယ်ဒီပွဲနေတော့သူတို့တည်လာတဲ့ကိစ္စရိုးရှင်းနေဗျာ carry ကို extension ပေးမယ်ကြိုက်တာလို့မိုက်တာလို့ပေါ့ဗျာဒီလိုပုံစံမျိုးနဲ့ကျွန်တော် Mewtwo ပြောပါကြမယ်ဆိုတဲ့အရာမျိုးတွေကျွန်တော်တို့တွေ့ရတယ်လက်ရှိအချိန်ဒီမှာအရှေ့ကပွဲစဉ်တွေမှာကျွန်တော် Lancer ကိုဘာလို့ကန်ခိုင်းနေရန် SMP ကို cloud တွေပါကျွန်တော်ဒီ career တွေပါရရမယ် Skylar ရန်အတိုးနိုင်တာမျိုးတွေမြင်တွေ့ရတယ်အပေါ်မှာတော့တေးမှာမဟုတ်ဘူးဗျာလက်ရှိက flicker လည်းရှိနေသေးတယ်စားထန်းရှိနေရတဲ့ဘိုင်းတွေမှာကျွန်တော်ဒီ 1v1 ထိန်းရတဲ့ဘိုင်းတွေပေါ်မူတည်ပြီးတော့ Vandy Trinity 3ကြောင့်မပြီးမချင်းဘာမှပြစ်လို့မရဘူးဒါတော့မှ Malefic Gun တို့ဘာလို့ပါမှရမယ် penetration တွေလိုအပ်တယ်ပေါ့နော်အဲ့ဒါတော့မှဒါနောက်ပိုင်းကျရင်တော့ Skylar အနေနဲ့ better combination ပါလာတဲ့အချိန်ကျရင် chain တွေပေါက်ကိုတော့ Vandy နဲ့နေခဲ့ဒီကြံခဲ့ရမယ်ဆိုတဲ့ feeling လေးကတော့သွားပြီးရှိနေရဗျာတော့ key point ထပ်ပြီးတော့ battle speed လေးကိုတိုးဖို့တော့ကြိုးစားအောင်မယ် Ether မှာတော့ ultimate လေးကတော့သွားပြီးရှိနေရဗျာဖတ်မှလည်းကျွန်တော် Kyrie Morning Shot ကလေးခေါ်လို့ရနေရဆိုတဲ့ kite တက်မှာတော့ mid lane မှာနည်းနည်းလေးများညှိကြမလားဆိုတော့ကြည့်အောင်မယ်အဓိကတော့ ultimate ရောက်သွားပြီ Morning Shot ကလေးစီးနဲ့ဖြတ်တိုက်ပြီးမြစ်ကိုလာကမ်းလို့ရတယ်ဒါပေမဲ့သူတို့အနေနဲ့သူတို့ရဲ့ case က Sun Key line ရဲ့ပုတ် damage နဲ့ဒီ manipulation timing လေးကိုသူတို့ပြန်ဆောင်ချင်တဲ့ပုံစံမျိုးပေါ့နော် first start တွေပေါ်လာခဲ့တဲ့အချိန်မှာဒီ Leomon ရဲ့ fantasy ခေါ်တဲ့မြင်းတန်အောင်လေသူတို့ကောင်းကောင်းနားလေတယ်အရင်ကြီးမတိုးချင်ဘူးဒီ first start တွေ fight ကိုပဲသူတို့ပြန် focus ထားတယ်ပေါ့နော် crash for overdrive တွေကတော့ဒီ overdrive မရခင်ကာလတခုတော့သူတို့အနေနဲ့ပြန်ဆောင်ရအောင်ပဲဗျာ sense က ultimate မြင်ရသေးတယ်ဒီထားတခုကျွန်တော်အခုတော့ရောက်သွားပြီဒီကတော့ကျွန်တော်လူပြီးရှိရနေပြီးတော့နည်းနည်းလေးသွားပြီးတော့ forward စတောက်လိုက်တယ်ဆိုတော့ပုံစံမျိုးလေးကိုတွေ့ရတယ် Van combination ပါတာဗျာဒီနေထားတခုတော့သွားပြီးကြည့်ရမယ်တစ်ဖက်မှာတော့ gear ထိန်းထားတဲ့ဂျာတာမှာ Morning Shot combination နဲ့တူပဲ sense gear ကိုထပ်ပြီးရလိုက်သေးတယ်ဗျာ final slash မှာ 3 man သွားပြီးမိနေတယ်ကို keep point နေတယ်အနောက်ကပတ်ပြီးဝင်လာတယ်ဗျာ crash for overdrive crash ကိုပြန်ပြီးတော့သုံးထားတယ် ether duty ရောက်တော့ပြန်ယူ carry တောက်လျှောက်တိုက်ရွေးထားတယ်နောက်မှာတော့ downland strike van flicker ပြန်ရှောင်သွားနေပဲ better spray တော့ပေးရတယ် hurricane နှစ်ကောင်နဲ့တူသူတို့ရလိုက်တဲ့အရာတခုကတော့ evil နေနဲ့တော့ target တော့ပြန် trade ထားမှသေးတယ်ဒါတော့ objective လေးရလိုက်တာတော့ evil ဘက်ကနေပြီးကြည့်မယ်ဆိုရင်တော့တော်တော်လေးနည်းနည်းလေးအဆင်ပြေသွားတယ်လို့ပြောရမယ်ပေါ့နော်အစ hurricane နှစ်ကောင်ပေးထားတာစားမယ်ဆိုရင်တော့နောက်ပိုင်းကျရင်တော့ကျွန်တော် powerful နဲ့ sila စီကနေပြီး combination တွေကိုလည်းကြည့်ရမှာဖြစ်တယ်လို့ကျွန်တော် sense စီကနေပြီးတော့ real manipulation နဲ့ zone ထားထားတဲ့အခြေအနေမှာခုနလိုမျိုး loopy ရဲ့ final slash တွေကိုလည်းကျွန်တော်မေးထားလို့တော့မရဘူးပြပြီးသွားရင်လည်းကျွန်တော်တို့ဒီ key point အနေနဲ့ flanking တွေကိုလည်းကျွန်တော်ကြည့်အောင်မယ်ပေါ့နော်မှန်တယ်ဗျာနော်ကျွန်တော်လက်ရှိက evil နဲ့ကျွန်တော် on Indonesia on Indo ကတော့လက်ရှိမှာ key point ultimate ရရှိတဲ့ပုံမူတည်ပြီးအပြောင်းလဲဖြစ်မယ် powerful က ulti ရောက်သွားပြီဗျာဒီချိန်မှာသူတို့ gang လုပ်ဖို့ကြိုးစားနေတယ်သူ sense ကိုချောင်းနေတာလားသို့မဟုတ်တယောက်ယောက်စီကိုများသွားမှသေးသလားအဓိကလည်းတစ်ဖက်မှာ on Indo ဒီ map မဖွင့်ထားတဲ့ vision တွေအကုန်လုံးပေါ်မနေတဲ့အရာတခုကောင်းကောင်းနားလေဒီတွဲကြောင့်ကို save ထားတယ်ဘဲမှမသွားဘူး final slash တွေ downland strike တွေ top crash ကောက်သွားပြီး overdrive ထက်ခေါ်ဦးမှာဗျာဦးလိုက်စင်းလိုက်ဆင်းလာပြီ gear အနေနဲ့တော့စိုးကြီးဝိုင်းလောက်ကန်လိုက်ရတယ်ဗျာနော်တယောက်တည်းအဖော်မဲနေတဲ့လမ်းမထက်တွေကိုရှောင်ချင်မှတော့ရမယ်ဗျာနော်ချင်းနဲ့တွေ့ရင်တော့အမြင့်ကတော့ကျွန်တော်ဖြတ်ခံရလိမ့်မယ်ဒီနေတာတစ်ခုမှာတော့ evil အပေါ်လမ်းမှာတော့ go sheet တိုက်ကိုတော့နည်းနည်းလေးခွင်ကောင်းတော့ယူနေပြီတစ်ဖက်ကနေပြီးတော့ key point တော့ sila ထိန်းနာနဲ့အတူပဲ top side tower လုံးဝ4မိနစ်ထဲနဲ့ကိုပေးလိုက်ရပြီဗျာနော်လိုက်ချင်းလိုက်ဒီဖြိုရတာဗျာနော်ကျွန်တော် Torrent လိုအပ်တဲ့အရာပေါ်မူတည်ပြီး Skylar အနေနဲ့လည်း save ပဲလိုချင်ယူသွားလိုက်ပါချင်းတွေကလိုပဲနော်ဒါပေမဲ့သူတို့အနေနဲ့ပေးလိုက်တယ်အောက်မှာတော့ on အနေနဲ့ပြန်ရှာမယ်ဗျာနော်လိုချင်ယူသွားလိုက်ပါနော်အများကြီးတော့ကျွန်တော်တို့တွေစူးစမ်းမနေတော့ပါဘူး Ether အနေနဲ့ကတော့နောက်ပိုင်း hand strike တွေပါတွေကတော့ပြီးလာခဲ့ပြီသူရဲ့နောက်ပိုင်းဒီလိုမျိုး fantasy တွေ financial တွေကြားထဲမှာတော့ mobility ပိုင်းလေးကတော့သွားပြီးတော့အားကောင်းမယ် Van ကတော့ comfort ဖြစ်နေရတော့ဒီရာကနည်းနည်းလေးကျွန်တော်စိတ်ဝင်စားစရာလေးဗျာကဲအောက်မှာတော့ downland strike သွားရတယ် gear တယောက်တည်းကတက်ဖို့သိမ့်မလွယ်ဘူးဗျ
ဒီကတော့ကျွန်တော်ဒီသွားနေတဲ့ regeneration တက်လာတဲ့ပိုင်းနဲ့ Uranus ကတော်တော်လေးဆိုးတယ်ခုနကလိုမျိုးစုံကြီးဝိုင်းလောင်းမယ်ဆိုရင်တော့တမျိုးပေါ့ဗျာသူရဲ့ဒီတစ်ပတ်ဝင်နဲ့နားလည်နေတဲ့ပုံစံ Better Space ကသူ Aegis နဲ့ထွက်လာတယ်ပုံမှန်တော့ကျွန်တော်မျောလင်းတာတော့ Visualize တွေပိုင်းနဲ့မျောလင်းထားလို့တော့ရရင်မယ်သူ Aegis နဲ့ထွက်လာတယ်ဟာ Tower နဲ့ကြည့်ပါ Light Cat နေရဒါတော့တော်တော်လေးအန်နေများတယ်ဗျ Minion Wave ကိုသူကြော်ရှင်းမှုကြိုးစားတာဆိုတော့ဒီခုတစ်ခေါက်ဒီ second tactic fight တစ်ခုပြင်လေပြီးတော့ရောက်ရှိလာပြီ Evil အနေနဲ့တော့ pick off ရှိတယ်ဒီဟာတစ်ခုတော့သူတို့အနေနဲ့ပုံဖော်သွားနိုင်မလားဆက်လက်ကြည့်ရှုရမယ်ဗျာ On နဲ့ပထမ tactic fight မှာတော့ Hero King တစ်ကောင်ရပြီးတော့ objective လေးလက်လွတ်ထားတဲ့အနေထားလေးတစ်ခုကတော့တွားပြီးတော့တွေ့ရတယ်ဗျဒီအချိန်မှာလည်း objective fight အသာစီးရအောင်နိုင်မလားဆိုတော့ကြည့်ရမယ် Van Colen က combination ပါလာမယ့်အခြေအနေတစ်ခုဗျအပေါ်မှာလည်း top side bottom ကလည်းပေးထားတည်တယ် Battle Science တော့အခြေအနေကကြည့်အောင်ဆိုတဲ့ပုံစံမျိုးတစ်ခုဗျအဲ့တော့ကျွန်တော်တို့ oh powerful လည်း pick off ထားတော့လွဲချော်မှုလေးကတော့ရှိနေဗျ Play ကပြန်ရှောင်း overdrive မှာအကုန်လုံးပြန်ကော manipulation နဲ့အောက်မှာ Kia ကျန်နေခဲ့ပြီ Wine Shin final slash ကြားထဲမှာ power wide စီးလက်ကြီးနောက်မှာ downland strike တာ Crimson Pay ကိုနေပြန်3တိုင်းနေပဲ Evil တတင်းလုံးပြန် for ရဗျာเนาะကျွန်တော် cancel သူ motion ကတော့ Kia ပြန်ဖြစ်သွားပြီးတော့10 second လောက် black screen ကိုထိုင်ကြည့်နေရရင်နောက်မှာ on in Indonesia မိမရှိရဲ့ first round တော့ပြန်တဲဦးကြိုးစားတယ်ဗျာ Kyrie လွတ်ပြီးသွားနေတဲ့တွဲလုံးနဲ့တော်တော်လေးတော့ strong နေအောက် lane တစ် lane တော့သူတို့ပြန်ရနိုင်ပြီဒီချိန်ဒီမှာတော့ ဟုတ်တယ်เนาะကျွန်တော် Gia အနေနဲ့လိမ္မာသိန်းတဲ့အချိန်ကတော့ရောက်နေပြီသူအနေနဲ့လုံးချင်တိုင်းဝင်ပြီးတော့လုံးလို့တော့မရဘူးဗျတစ်ဖက်ကနေပြီး online ID နဲ့ဖြတ်နိုင်တဲ့အနေထားတစ်ခုကတော့သွားပြီးရှိနေ Skylar ရှိကမျက်စိချနေပြီး Ether ပါတယ်လုံးဝတော့ကြောင်းပေးရိုက်မယ့်အနေထားတစ်ခုဗျ Fantasy Fan Chart နဲ့နောက်ကနေပြီး Fan Skylar 4v1 strong လို့ဖို့အတွက်ကတော့ကြိုးစားနေရဆိုပေမဲ့လို့ Land Flare ထပ်ပြီးတော့ pick off ထားတဲ့အနေထားတစ်ခုမှာ Spy လို့ဖို့အတွက်ကတော့လွယ်တော့မလွယ်တော့ဘူးဗျသူမှကဲမဲသူမရှိဘူးဗျတော့တယောက်တည်းထားခဲ့ရတယ်တီးကြံသွားနေပဲကျွန်တော်ပုံမေးသွားနေပဲရှင်းထုတ်ခြင်းတော့ခံလာရတယ်ဗျဒါကတော့ကျွန်တော်အပေါ်လေးမှာ first tower မရှိနေတဲ့ကျွန်တော်အားနေချက်တစ်ခုကြောင့်မို့ on in Indonesia အနေနဲ့ Skylar ပြန်ကြာသွားတယ်အောက်မှာလေကျွန်တော်တို့ဒါကတိုလီ Curry Speed ရှာနေ level 10ပြန်ရောက်သွားတယ် Ether နဲ့ level 9မရှိနေသေးရဲ့ဗျဒီပွဲစဉ်အတွက် Evil နေနဲ့ကျွန်တော်တို့ဒါညစ်အားယုံအားလေးမြင်တွေ့ရတယ်ပုံမှန်လင်းပြောရင်သူတို့လည်းအိမ်မပြန်ချင်ဘူးသိလား knockout stage ကိုသွားချင်တာဒီ lane key တစ်လျှောက်လုံးမှာတော့ရှိသမျှအင်အားကိုသုံးချပြီးတော့ကျွန်တော် on in Indo နေနေဒီအချိန်မှာ TLPH နေရှိသမျှအင်အားသုံးချပြီးတော့သူတို့အနေနဲ့တီးထုတ်မှာပဲအဲ့တော့ဒီအတွက်ကြောင့်မို့လို့သူတို့အနေနဲ့ရသလောက်လေးပြန်သွားထားတယ်နောက် 1k ဒီဘက်လောက်ပဲကွာတိတ်မကွာဘူးဗျာနော်ဟုတ်တယ်နောက်မှလည်း Evil ရဲ့ဒါ Fantan တွေကလည်းသွားပြီးတော့နော်ချီယာလုတ်ပေးနေတာဆိုတော့ Evil အနေနဲ့ကတော့ရအားလုံးတော့သူတို့အနေနဲ့အစီပြောသလိုပဲနော်ညှစ်ထုတ်ချစ်ကုတ်ပြီးတော့သူတို့စူးစမ်းနေတယ်တစ်ဖက်ကနေပြီး Skylar Oracle ပြီးသွားတဲ့အတိုင်းပဲတစ်ခုတော့ကျွန်တော်မြင်တွေ့ရတယ်ဗျ Key Point အနေနဲ့လည်း Domain Ice တွေပါပြီးထားသလို Sans အနေနဲ့ Light တွေအရင်သွားထားတဲ့အပိုင်းလေးမှာတော့ Gia တို့ဘာလို့ဒီတစ်ဖက်က Ether တို့ထိန်းချောင်းရတဲ့နေရာမှာခက်ခဲလေးတော့ရှိနေတယ် Glowing One လေးတက်ပြီးလာမယ်ဆိုရင်တော့အပြောင်းလဲလေးတော့ဖြစ်လာလိမ့်မယ်ဗျ Kyrie ကတော့ BOT ဟုတ်တယ်သွားနေပြီ Johanna Strike လည်းပြီးထားတဲ့အချိန်ဗျ Family က fully family ရနေ level 9ပဲရှိနေတစ်ဖက်မှာ level 12ဖြစ်နေပြီ Kyrie ကနည်းနည်းထိန်းတော့ထိန်းနော်ဒီကကျွန်တော်တို့ Kyrie ကိုတဲဆောရတဲ့ကိစ္စတွေမှာရီဆန်ရှင်းနဲ့တီးထုတ်နေရဗျအဲ့တော့ on in Indonesia ပေါ်လာခဲ့တဲ့ဒီ objective fight မှာလေသူတို့ကလုံးစရာရှိတဲ့အကွက်တွေက key point ရှိနေလို့ရှိရင်ကြိုက်တာလုံးမိုက်တာလို့ရရင် lane phase မှာသွားကြောင်းမယ်ပြီးရင် portal တွေကနေပြန်ပြီးဝင်လာမယ်ဒီပုံစံမျိုးလေးကိုတော့သူတို့အနေနဲ့တည်ထားတဲ့ပုံစံပဲအောက်မှာလေ minion wave နဲ့အစီးမျောလို့ရမယ်ဗျတခုစဉ်းစားရမှာ Uranus တော့ကျန်နေသေးတယ် Uranus က3ကလောက်ကြည့်တော့မှောက်ထားတယ်ပေါ့နော် blowing one မရှိနေဘူးသူ့ကိုတက်ဖို့ဖြတ်ဖို့ဆိုလို့ရှိရင်တော့နည်းနည်းတော့စဉ်းစားစရာတခုတော့ရှိတယ်ဗျဟုတ်တယ် powerful ခုန key point ကို pick off ထားတဲ့အနေထားတစ်ခုမှာအားပြေတော့မပါပါဘူးအနေထားတစ်ခု overdrive ထပ်ပြီးတော့ final slash powerful နှုတ်ဆက်ရတော့မလားနောက်ကနေပြီး land flare လေးနဲ့ zone နဲ့ထားတဲ့အနေထားတစ်ခုကသူ survive တော့ဖြစ်သွားတယ်ဗျဒါပေမဲ့ target fight တစ်ခုမှာတော့ powerful အနေနဲ့ကတော့ Indian region လှည့်မလားဆိုတော့ကြည့်ရအောင်မယ်ရုတ်တရက်ဆိုသလိုကျွန်တော် on in Indonesia အနေနဲ့တော့ online တွေပါတွန်းထားတယ်ဗျာနော်အပေါ် lane မှာလည်းကျွန်တော်တို့ပြန်တွန်းထားတဲ့အချိန်တသားရာလေးပဲပြန်ယူသွား zone နဲ့ map position တည်ထားတဲ့ကိစ္စတွေရ pop time တွေမှာပြန်သွားယူတော့ on in ရဲ့နော်ကျွန်တော်လှည့်ပြားမှုလို့ပြောရမယ်Kasaki ကိုသူမှလှည့်သားလိုက်တယ်လို့ပဲဗျာ on in Indonesia ဒဲလှည့်သားပါ manipulation လေးစီဖြတ်တိုက်ကြီးအား HS ပြန်ကားမရဘူးဗျ flare နဲ့ကင်မြောက်ထားဖို့ကြိုးစားရင်နှကောင် overdrive တွေအောက်မှာကောင်းလိုက်တဲ့အကွက် final slash နဲ့ဝင်လုံးထားတဲ့လူပီးတကောင်ဖြတ်ကန်ရရင်ပါသွားပြီဗျာပြန်ချသွားရင်တော့မှာတော့ flare နဲ့ကင်မြောက် Sans Gilan flicker ပြန်ရှောင်သွားနေမယ်ဂျန်နီကရဲ့အချိန်မှာ key point တောက်လျှောက်မှာပေးနေရောမြဗျာ Hero King တကောင်ကတိုးလေးအိမ်ပြန်ဖို့ကြိုးစားနေတယ်ကျွန်တော်တကောင်တော့တခါလေး Kyrie အဆုံးသက်ပေးလိုက်တယ်ဗျာ Kyrie နော်စိတ်ဆိုးနေပြီ blood flow လေးနဲ့ပြန်လည်ပြီးတော့ powerful တော့အဆုံးသက်ပေးလိုက်တယ်လူမျိုးလွတ်ထွက်နေတာကြီးများပြီဆိုတော့သူကောင်းကောင်းရသိရဗျာ now okay 2.7k goal လေးနဲ့ on it တီသူတို့လုံးစရာရှိတဲ့အလုပ်ကိုတော့တဝေမသိန်းတော့လုံးနေသေးပဲဗျာဟုတ်တယ်ဒီတိုင်းဆိုရင်တော့ on it ကစားတော့မယ်ဗျာနော် 2.7k တာသွားပြီ evil နေနဲ့စော်ရင်းပြူရင်လုံရင်းနဲ့ကျွန်တော်တို့ဘက်ကနှိမ့်လာတဲ့အရာတွေကိုမတိမတာလေးကျွန်တော်ပြင်ပေးရတယ်ဒီကဂျန်ကောင်ကြားထဲမှာကွာချောင်းကိုတော်တော်များတယ်ဗျာ ether အနေနဲ့ကျွန်တော် objective မှာ dancing လုံရင်းနဲ့ကြားထဲမှာ carry ခုလေး morning show ကတက်ကော်တိုင်းထပ်ဆိုင်မှာသူတို့ကတာနေခဲ့တဲ့အချိန်မှာကြိုက်တာလို့မိုက်တာလို့မယ်မိမရှိ first round manipulation two man control ဒီစီပြတ်တိုင်း Skylar falling star mo star dance အောင်ရှိပြုံးနေပြန်လာပြီးတော့မာပေးနေတော့မယ်မာပေးဖို့အတွက်က ether ပြန်လာပေမဲ့မရတော့ဗျာသူတို့လိုချင်တာ turret လိုချင်တာရပြီးတော့ on into ပြန်ဆုတ်မယ်ဗျာတိုင်မင်လေးကတော့တွဲသွားပြီ ether အနေနဲ့ကတော့သူ့ရဲ့ဒါ ultimately ခေါ်လိုက်ရတာတော့တော်တော်လေးတော့ waste ဖြစ်သွားတယ်လို့ပြောလို့ရမယ် on it ကတော့သူတို့လိုချင်တာရပြီးသွားရင်ဒါသူတို့ objective သူတို့ရည်မှန်းချက်ပြေးသွားပြီးသွားရင်တော့ချက်ချင်းဆိုသလိုသူတို့လုံးစရာရှိတဲ့အလုပ်ရှိကိုပဲပြန်ပြီးတည်ကြရဗျာဒါပေမဲ့စိုးရင်စရာရှိတာ band 002ပေါ့နော်သူနဲ့ transit 3ချောင်းသာပြ
ရှိတာကဲမဲ့အချိန်ကျရင်သူရဲ့ free hit position ရတယ်လည်း view ဆိုင်ရမယ် ကျွန်တော်စဉ်းစားမိတဲ့အရာတခုက key point နောက်ပိုင်း minute ကြိုင် flicker နဲ့ overdrive ခေါ်ပြီး fancy ဖြည့်ခဲ့မဲ့တစ်ပေါက်ရှိတယ်ရှိသမျှ damage အကုန်ဝင်ခံရနိုင်မှာမသိဘူးဝင်နေကြထွက်တီတော့ပြန်တော့စောင့်အောင်ပဲ buff တွေပါရတော့ကျွန်တော်ရအောင်ယူတာ falling star မှာ powerful ကကတ်လို့မရဘူးဗျ pick up ဖမ်းဖို့ကြိုးစားခဲ့တဲ့အရာတခုကဘလို့မှဖမ်းလို့မရနေတဲ့ time တစ်ခုကိုရောက်ရှိလို့လာတယ်ဖြည်းဖြည်းနဲ့ map control ရ on in into ကပို့ပြီးတော့စီးလာတယ်ခုနကတော့လည်း17 minute ကျော်မှာပွဲအံ့နေပေါ့နော်ခုလဲကျွန်တော်ဒီ first law နဲ့အတူတူပွဲအံ့သွားမလားဆက်လက်ပြီးကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ်လွတ်ပြီးနော်ချော်လဲရောတိုင်းလောက်သွားတယ် flicker နဲ့ final slash ကိုရိုက်သွားတာတိတိတသားကြီးကိုတော့လွဲထွက်သွားတယ်ဗျာနော် flicker လည်းမရှိတော့ဘူး final slash လေးကတော့ပြန်ပြီးတော့ရအောင်တဲ့ time တစ်ခုမှာ law objective လေးကတော့စိတ်ပူစရာတော့မလိုဘူးဗျာ Kyrie ဒီ law ရဲ့ opposite position မှာတော့သွားပြီးတော့ယူထားတယ်ဒီကတော့ကျွန်တော် key point ရဲ့ chip after ချက်လေးပေါ့ဒီနော်ဒီလိုပုံစံမျိုးလေးနဲ့ဗတဲ့ setup တွေကိုပြန်တည်ဖို့အတွက်ကြိုးစားတယ်ဒါပေမဲ့ sense အနေနဲ့ bucket လွတ်နေတဲ့အနေထားတစ်ခုမှာတော့နည်းနည်းတော့ကြောချမ်းစရာပဲ powerful ပြန်ပြီးတော့ရှာဖွေတွေ့ရှိနေတဲ့တဲထဲမှာတော့ sky လာတော့သွားတွေ့သွားပြီဗျာနောက်မှာတော့ကျွန်တော် flip back line မှာ van the only ဗျာ manipulation မှာကွက်တီသွားပြီးစီးလာတောက်လျှောက် flip နဲ့ကိုင်းမြောက်မရဘူး carry ကြောက်သွားပြီ van အနေနဲ့တော့ပေးလိုက်ရတယ် trouble Kyrie ရောက်သွားနေပဲ Janet ကြီးအောင်အဆုံးသတ်ပေးထားရင်နောက်မှာတော့ mania by Kyrie savage ကတော့မရလိုက်ရင်လည်းပဲ team white out ကို evil အနေနဲ့ပေးလိုက်ရပြီပဲဖြစ်ပါတယ် Kyrie နော်ကျွန်တော်တိုင်းပဲကျွန်တော်လည်းလူမျိုး run မှာ mania စားပြီးရခဲ့တယ် mania movement လေးကလည်းသွားပြီးရှိနေသေးတယ်တကယ်ကောင်းတဲ့ Kyrie ဗျာတကယ်အဓိကကလည်း famous space တွေကလည်းတော်တော်များများရထားတယ်ပါတယ်ဗျာနော် free fan လေးတွေသူအဒီဘယ်လိုပြောမလဲ onyx အနေနဲ့ Kyrie ပေါ်ကိုဒါ space ပေးထားတဲ့အရာလေးကတော်တော်လေးကိုများတယ်ခုနက pre set ဆိုရင်တော့ key point SD ပြောသလိုပဲဗျာ back line နဲ့ကနေပြီးတော့ ban ကိုဝင်နှိုက်သွားတာနော်ဂျုံမြင်နေရတဲ့အကွက်တွေဗျာနော်ကျွန်တော်ဒီအကွက်တွေကကျွန်တော် run နေမှာဆိုရင်တော့ကျွန်တော်စမ်းတက်နေကြပါဗျာဒါပေမဲ့ Castakero နဲ့ဆော့ရင်ဆိုတော့ကျွန်တော်ဒါကြီးကဘလုံးဝတွဲဖက်မမိဘူးဗျာလို့သာဆော့မယ်ဆိုရင်တော့နော်ဘာပြောကောင်းမလဲပေါ့ဗျာတော်လေးတော့ကောင်းနေပြီနော်ဒါပေမဲ့လည်းဒီဟာတွေကဒီလိုမျိုးကျွန်တော် casino တွေမှာပဲ SD ကထွက်လာနေရတယ်ဒီကတော့သူတို့ Skylar ကို pick off လုပ်လိုက်တဲ့ decision making ကြီးစဉ်းစားခြင်းစရာပဲ ban လည်း backup လွတ်နေတဲ့အချိန်ကြီးပေါ့နော်ရပြီဆိုရင်မှဖြတ်တာဗျာသိရမလားနောက်ကနေပြီးတော့ကတိုးလေးနှိုက်သွားအဲ့ဒါထမင်းတော့ပဲမြင်နေတာမဲမြင်ရပြေးပြီးတော့ကျွန်တော်လန့်ကြိတ်တာနောက်မှရှင်းတော့ကန်တာဒုံမဲကြီးကပြေးပြီးတော့ကွက်တီလန့်ရိုက်တာဗျာ connection ကြီးကတော်တော်လွတ်သွားတာသိတာဗျာဒီကလည်းအဲ့လို Skylar ကိုကန်မယ်ဆိုရင်တော့နောက်ကနေပြီးတော့ vanတွဲရက်ကိုရှိနေမှာနော် link up လေးရှိနေမှာတို့အနေနဲ့အဆင်ပြေပါအဲ့အချိန်မှာ van လည်းအရင်မပေါ key one ကလုံးဝ concede နဲ့ back line ပတ်လာတဲ့အချိန်မှာ van ကလုံးဝ position လွတ်သွားတယ်ဆိုတော့လုံးဝခံစားချက်ကြီးကိုတော့ရလိုက်တယ် onyx ဒီအချိန်မှာတော့ threat law objective နဲ့ထပ်မှတ်ပြီးတော့ high ground တက်လာခဲ့ပြီ clean sweep ဆိုတဲ့ပုံစံတစ်ခုပဲပေါ်သွားနိုင်မလား either ထပ်မှတ်ပြီးတော့ defend ပြတ်သွားတော့ကြည့်ရှုရတော့မယ်ဗျာ overdrive final slash ကိုပြန်ရှောင်သွားတယ် powerful နောက်မှာတော့ fantasy ပြန်ခေါ်ရင်မ powerful down သွားပြီဗျာ full versus fight တော့ပြန်ဖြစ်သွားပြီ minion wave နဲ့ stay ပြီးဖြည့်ရှင်းနိုင် only mega priority on Indonesia အနေနဲ့ပြန်သွားထားတဲ့အချိန် skylar winner crown party falling star star dance နဲ့ damage taken ပြန်သွားလို့ရတယ်ဗျာ key point immortality swap ထားရတခါလေး amp manipulation ပြန်တော့ crystal throne တို့တခါလေး focus ထားရဗျာ sila တခါလေး fallen နဲ့ game တော့ကြိုးစား carry only ဒါပေမဲ့ van ကြီးပေးလိုက်ရရင် crystal throne on Indonesia တဖက်မှာ skylar ပြန်ခဲ့ minion wave ဝင်တဲ့အချိန်ကိုစောက်အကုန်လုံးရိုက်ခွဲ team white out ကိုတော့ရောက်သွားနေပဲ on Indonesia elimination bracket ကနေနောက်တဲ့တစ်ဆင့်ကိုတော့တလန်းလို့တွားခဲ့ပြီပဲဖြစ်ပါတယ်ခက်ခဲတဲ့ပွဲစဉ်တွေခက်ခဲတဲ့လမ်းကြောင်းတွေကိုတော့ဖြတ်သန်းခဲ့တဲ့ကျွန်တော်တို့ရဲ့ onyx ID အနေနဲ့ကတော့ဒီနေ့မှာစီ evil ကိုတော့ရိုက်ထုတ်ပြီးတော့ပဲဒိုင်ပွဲလေးတွေတော့ပြန်လည်ပြီးတော့ရှာဖွေတွေ့ရှိသွားခဲ့ပြီเนาะယုံကြည်မှုလေးတွေပြန်လည်ပြီးတော့ရရှိသွားပြီလို့လည်းကျွန်တော်အနေနဲ့ကတော့ထင်တယ်ဗျဒီပွဲမှာတော့ဒီဘယ်လိုပြော Kyrie ရဲ့ minion နဲ့အတူပဲ key point နဲ့ဒါအတင်းသားတွေရဲ့ link up play တွေတော်တော်များများကိုတွေ့ရှိခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဗျဒီဘဲအတွက်ကတော့အများကြီးစူးစမ်းခဲ့တယ်ဆိုပေမဲ့လို့ onyx IDT เนาะသူတို့အတွက်အကယ်ကိုခက်ခဲတဲ့ကြက်တန်းတဲ့ပြိုင်ဘက်ပင်းဖြစ်တယ်ဆိုတာကိုတော့ရင်းလို့တော့မရဘူးဗျ